runner တယောက်အတွက်မပြေးနိုင်တဲ့အချိန်တွေကတော်တော်ခက်တယ်ဒါပေမဲ့တခါတလေမှာမပြေးပဲနေတာက training မလုပ်တာမဟုတ်ဘူးတချို့အချိန်တွေမှာတော့မပြေးပဲနေနိုင်တာက training တစ်ခုဖြစ်နေတတ်တယ်ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ရဲ့ hamstring injury ကြောင့်အပြေးကိုခဏနာထားမယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောခဲ့တယ်အခုဆိုလို့ရှိရင်မပြေးတာ2ပတ်ရှိပြီဒီ hamstring ပြဿနာကအခုမှစဖြစ်တာတော့မဟုတ်ဘူးပြီးခဲ့တဲ့ချင်းမိုင်မာရာသွန်အတွက် training လုပ်နေကြတဲ့ကဖြစ်ခဲ့တာပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကတန်ရာအခုလောက်ထိကြာမယ်လို့မထင်တာဘူး easy run တွေလည်းပြေးလို့ရနေတဲ့အခါကျတော့ training လည်းဆက်လုပ်တယ်ပြိုင်ပွဲလည်းပြေးခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်း hamstring ကနည်းနည်းပိုပြီးတော့ sensitive ဖြစ်လာတယ်လို့ခံစားရတယ်လွန်ခဲ့တဲ့3ပတ်လောက်က Runner Fu မြန်မာရဲ့တန်းမိုင် challenge ကိုသွား join တော့ကျွန်တော်ရောက်တဲ့အချိန်နောက်ကျသွားတယ် warm up လည်းမလုပ်မိပဲပုံမှန်ပြေးနေကြတဲ့ pace တင်ပြီးတော့နောက်ကနေပြေးလိုက်မိတယ်ခြေထောက်ကနည်းနည်းလေးတက်တာလာတော့အဆင်ပြေမယ်လို့ထင်မိတာလည်းပါတယ်ပြေးနေ4ကီလိုခွဲ5ကီလိုလောက်မှာ9မိနစ်ပေးဆိုင်နဲ့တွေ့တော့ pace ကိုပြန်လျှော့ပြီးသူတို့နဲ့ပဲတူတူဆက်ပြေးလိုက်တာပေါ့နော်ဒါပေမဲ့ပြေးနေရင်လည်းပဲခြေထောက်ကပြန်လာသွားပြီဆိုတာသိလိုက်တယ်အဲဒါကြောင့်ပဲယူမမာတော့မှာ10ကီလိုပြေးပြီးတော့နားလိုက်ရတာပဲအခုတော့ physio သွားပြီး treatment တွေဆက်လုပ်နေတယ်ရေခဲကတ်တယ် muscle release လုပ်တယ်ultrasound တွေ laser တွေနဲ့ therapy လုပ်တယ်ပေါ့နော် hamstring ကိုထိခိုက်စေမဲ့ exercise တွေမလုပ်ဖို့ပဲပြောထားတယ်အနည်းဆုံးတော့ဒီတစ်ပတ်ကိုထပ်နာကြည့်ရမယ်လမ်းလျှောက်ရင်တော့သိမသိတာဘူးကျန်တဲ့ချိန်တွေမှာဆိုရင်တော့နိုင်လဲနာတယ်တက်တာရင်လဲတက်တာနေရပဲဒါပေမဲ့ပြေးကိုပြန်စားဖို့ကတော့ချိန်နဲ့လိုသေးတယ်ထင်တယ်မပြေးနိုင်သေးပေမဲ့ training ကိုတော့လုံးဝရပ်မထားဘူးဂျင်မှာ upper body strength ကိုပဲပို့ပြီးတော့ focus လုပ်ဖြစ်တယ်အရင်တော့မနက်တိုင်းပြေးတာ၄ကျင့်ဖြစ်နေပြီအခုမပြေးတော့မနက်ဆိုဘာလို့ရမလဲမသိဘူးဒါပေမဲ့ဒီ injury ကနေပြီးတော့အရန်ရေးကြီးတဲ့အတွေ့အကြုံတစ်ခုတော့ရလိုက်တယ်အဲ့ဒါ training plan ထဲမှာ recovery ကလည်း training တစ်ခုဆိုတာပဲ foundation မခိုင်လို့ရှိရင် performance ကတက်မှာမဟုတ်ဘူးအဲ့ဒါကြောင့် recovery ကအရေးကြီးဆုံးပဲ strength ကို focus လုပ်ပြီး foundation ကိုပြန်ခိုင်အောင်စောင့်မယ်ပြီးတော့အပြေကိုပြန်စမယ်